ရာခတ်သိမ်းလို့ခံစင်းတော်မူသောခံစင်းရှင်သာဝရဘုရားသခင်အဘဘုရားသခင်၏ဘုန်းနာမတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်၌